Hello မင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မင်းကပတ်စံအရွက်60ကိုအသုံးပြုပြီးတော့လိပ်ပြအကောင်30စီးထားတဲ့ပန်းစည်းလေးကိုပြပေးမှာဖြစ်ပါတယ်ရှင်အရင်ဆုံးမင်းတို့ပန်းထိုးခွက်ကအပွင့်50စမ်းတဲ့ site ကိုအသုံးပြုထားပါတယ်ရှင်ဖော်စိမ်းလေးကိုတစ်ချမ်းအသုံးပြုထားပါတယ်ရှင်ဖော်လေးတွေမြင်းနေအောင်လို့နန်းချိုးလေးနဲ့ခြိထားပါတယ်အောက်ကဒုတ်ကလေးတွေလည်းစိုက်ပေးထားပါတယ်ရှင်ပန်းထိုးခွက်ကိုမပေါ်အောင်လို့ပေပါတစ်ရွက်ကိုအသုံးပြုပြီးတော့အောက်ခံကိုပတ်ပေးထားပါတယ်ရှင်လိပ်ပြလေးတွေကတော့အပေါ်ဗီဒီယိုလေးတွေမှာခေါင်းလေးတွေပြပေးထားပါတယ်ရှင်ဒီဗီဒီယိုမှာတော့မပြပေးထားဘူးပေါ့နော်လိပ်ပြလေးတွေကိုအစင်းစင်းခောက်ပေးထားပါတယ်ရှင်ဒုတ်တန်လေးတွေတစ်ခုချင်းစီကိုမြဲအောင်လို့ကော်ချောင်းလေးနဲ့တို့ပေးထားပါတယ်ရှင်ပန်းစနက်ပွင့်customer ကထည့်ခိုင်းထားတာဖြစ်တဲ့အတွက်ရေမွေးနေ့စီအနေရောင်လေးကိုစနက်ပွင့်အသုံးပြုပေးထားပါတယ်ရှင်ရေမွေးနေ့စီလေးကိုလည်းမြဲအောင်လို့ကော်လေးတွေနဲ့တို့ပေးထားပါတယ်ရှင်ဝါးတုပ်ကလေးတွေမပေါ်အောင်လို့မှိုင်းကန်လေးတွေကိုလေးစိတ်ပြီးတော့တစ်ကလေးနဲ့ပတ်ပေးထားပါတယ်ရှင်ဒီပန်းစည်းလေးမှာတော့ paper ခေါင်းကြီးအသေးစိတ်တော့မပြပေးထားပါဘူးရှင်မင်း customer ပို့ရမယ့်အချိန်လေးကန့်နေလို့ပါနော် paper စာရွက်ကို10ရွက်အထိအသုံးပြုပေးထားပါတယ်ရှင်ဒါလေးကတော့ပန်းစည်းလေးရပြီပေါ့နော်ပန်းစည်းလေးတွေထဲထဲကားဖြစ်ဖို့ကလေကိုယ့်ရဲ့လက်အယူစားနဲ့ပဲဆိုင်ပါလေရှင်များများလေးကျင့်ဖို့လည်းလိုပါတယ်ရှင်သိချင်တာလေးသိသိရှိတယ်ဆိုရင် Messenger မှာမေးလို့ရပါတယ်ရှင်ပန်းစည်းတွေမှာမယ်ဆိုရင်တော့ Viber 09 0944 39 တက်မှာမှာလို့ရပါတယ်ရှင်မင်းကတော့အရှိတကုံကဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင်